ကျွန်တော်တို့ကကွန်ပျူတာဒါမှမဟုတ် laptop တစ်လုံးစပြီးဖွင့်လိုက်တဲ့အချိန်မှာကျွန်တော် application တွေ app တွေပွင့်ပြီးတော့တက်လာတာမျိုးရှိတယ်ပေါ့နော် screen တွေမှာဒါမျိုးတွေကနောက်ွယ်မှာ run နေလို့ပဲဖြစ်ပါတယ်ဆိုတော့ဒီနောက်ွယ်မှာ run နေတဲ့ app တွေကိုကျွန်တော်တို့ကဘယ်လိုပိတ်ရမလဲဆိုတော့ကျွန်တော်ဒီနေ့ video လေးမှာပြောပြသွားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူလိုက်ကြည့်အောင် computer basics online class ကနေကြိုဆိုလိုက်ပါတယ် keyboard ကနေပြီးတော့ကျွန်တော်တို့က control ရဲ့ alt ရဲ့ delete ရဲ့ကိုတွဲနှိပ်နိုင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ task manager ဆိုတာရှိပါတယ်ဆိုတော့ task manager ကိုဝင်လိုက်ပါမယ်တကယ်လို့အဲ့ရမဝင်ခြင်းဘူးဆိုရင်လည်းကျွန်တော်တို့ကဒီအောက်ဆုံးက task bar မှာ right click ထောက်ပြီးတော့ task manager ဆိုတာကိုကျွန်တော်နှိပ်လိုက်ရင်လည်းရပါတယ်ဆိုတော့ဒီထဲရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ start app ဆိုတဲ့ icon လေးကိုကျွန်တော်နှိပ်လိုက်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ကဘယ် icon တွေကကျွန်တော်တို့ပွင့်နေတာလဲကိုပွင့်နေတဲ့ icon တွေဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်ဒီမှာ MA ပဲဆိုတာလေးကဒါဆိုပွင့်နေရပေါ့နော်ဒီမှာ disable ဆိုတာပိတ်ထားတာပေါ့ကျွန်တော်ဒီဟာကိုကျွန်တော် disable လုပ်ပါမယ် right click ထောက်ပဲကျွန်တော် disable လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ကွန်ပျူတာဖွင့်ခြင်းမှာဒါတွေကချက်ချင်း run နေမှာမဟုတ်ပါဘူးကိုကသွားပြီး icon ပြန်ပြီးတော့နှိပ်မှသာလျှင်ကျွန်တော်တို့ set ထဲမှာ run တော့မှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြခဲ့တဲ့အနေနဲ့လေးနဲ့ကျွန်တော်တို့ရဲ့ laptop သို့မဟုတ် computer ဖွင့်ခြင်းမှာပွင့်လာတဲ့ run နေတဲ့ icon တွေကိုကျွန်တော်က disable လုပ်လို့ရမှာဖြစ်ပါတယ်အားလုံးပဲနောက်ထပ် video မှာပြန်တွေ့ကြပါမယ်။ computer နဲ့ပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော် comment မှာရေးသွားလို့ရပါတယ်။ကျွန်တော်သိတဲ့လောက်ကျွန်တော်နားလည်တဲ့လောက်ပြန်ပြီးဖြေကြားပေးပါမယ်။